အလင်းဝင်လဲပါလို့ခေါ်စရာအကြောင်းမရှိတော့ဘူးအလင်းဝင်စကားပြောစရာအကြောင်းမရှိတော့ဘူးငြိမ်းချမ်းရေးကမ်းလှမ်းစရာအကြောင်းမရှိတော့ဘူးအလင်းဝင်လဲအဝင်ပဲအမှန်တော့အလင်းဝင်တဲ့လူတွေကြီးလိုက်လို့ရှိရဲ့ဒီရှာကြည့်ဗျာကန်အောင်တို့ကြီးတော့ပေါက်တို့တော်တော်များများမေရယာတို့ပါတို့တော်တော်များများဘလူလက်နဲ့ပါတယ်လူလက်နဲ့ပါတယ်လူလက်နဲ့ပါတယ်လူမှန်ပါပါယုံကြည်ရမယ်လို့ထင်တယ်လားယုံကြည်ရမယ်လို့ထင်လားကန်အောင်ကြည်တော့ပေါက်မှာချောင်းဦးကြီးလားမတည်ဘူးဗျဒီရွှေတော်ဘောစီပေါ့နော်သူ့နာမည်ကိုမောင်ဦးဆိုလားသူ့ရဲ့တတိယမြောက်တက္ကမနေမှာတတိယမြောက်တက္ကမဘာပြောလဲဆိုတော့သူတို့ဒီဝိုင်းမတင်ကားနဲ့တွားစစ်တော့သူလည်းငကောကဒီကိုမောင်ဦးတို့ရွှေတော်တို့ဆိုတာဒီငကောကဒီ PDF တော့ထဲမှာပြန်ကြီးထုတ်ချီလုပ်နေတဲ့သူတွေပါနော်ဒါတော့သူကစီဝိုင်းဓမ္မဟုတ်ဗျဘာပြောလဲဆိုတော့မှနိုင်ငံရေးစကားပြောလာတာသူတို့ကဘာပြောလဲဆိုတော့ကျမတို့ကပြည်သူတွေဆိုတော့တဲ့ဘုံမှုတို့ဘိုးကြီးတို့အနိုင်ကျင့်ခံရမှာပေါ့တဲ့အမှနိုင်ငံရေးနဲ့မဆိုင်ဘူးဒါမဆိုင်ဘူးဒါပဲနဲ့သူတို့ပြည်သူကကိုပြည်သူတို့နိုင်ငံရေးစကားထပြောလာတာစစ်စစ်ဆရာရှိမင်းမြန်းဆရာရှိမင်းမြန်းရမယ်အရာတွေပေါ့နော်ဒါမျိုးလေးအခါကျဇောင်းနဲ့ကြွကျင်တယ်ဗျနော်ဇောင်းနဲ့ကြွကျင်တယ်ဘလို့ဇောင်းနဲ့ကြွကျင်တာလဲဆိုတော့ဒီရွှေချောင်းကြီးတို့ကအခုဆိုလို့ရှိရင်ဒီပေါ့ဗျဂိမ်းမှာရှိတဲ့ဟာဆိုသူဖမ်းလိုက်တော့အခုစစ်ဆေးမင်းများမှုမရှိတော့ဘူးစစ်ဆေးမင်းများမှုတွေမရှိတော့ဂိတ်တော်များများမှာအဲ့တော့မနေ့ကဦးစင်းတို့ပတ်ကြည့်လိုက်တော့စစ်ဆေးမင်းများမရှိတော့ဘာလို့ဆိုရဲရလဲဖုံးပွင့်နေတယ်ရဲတွေလည်းဖုံးပွင့်နေအတိတ်အာယုံမလာတော့ဘူးလေမစစ်ဆေးနဲ့ဆိုတော့မစစ်ဆေးတော့ဘူးလေမစစ်ဆေးကြတော့ဘူးနော်မစစ်ဆေးကြတော့ဘူးအဲ့ထက်မှလက်နဲ့တွေပါလာရင်ဘယ်နဲ့လုံးမလဲတန်းတဲ့ဟာတွေပါလာဘယ်လိုလုံးမလဲတခါတလေကြတော့ဥပဒေကတလွဲလောက်တော့ကြီးလို့ဦးစင်းတော့ထင်းနေတာဗျဘယ်လိုလုံးမဟုတ်လားစစ်ဆေးမှာမတရားတောင်းနလားဂိတ်တီတောင်းနလားတောင်းလို့ရှိရင်ရေးယူလိုက်ပေါ့စစ်ဆေးစရာမလိုတော့ဂိတ်ထားစရာမလိုတော့ဆိုဒါဆိုခင်ဗျတိုင်းပြည်မငြိမ်းချမ်းမေးကြနေဘူးနော်အဲ့တော့ကန်အောင်တို့ကြည်တော့ပေါတို့နွယ်ယုံတို့ဘယ်တို့အထူးတတိထားရမယ်နေရာတွေနော်ခင်ဗျတို့နှောင်ချိုတို့တီဘောတို့ကြောင်မဲတို့မျိုးရည်ထဲမှာပဲပတ်လေတပုံပဲပတ်လေတပုံပဲဒါဆိုလဲခင်ဗျတို့စဉ်းစားကြည့်နော်စဉ်းစားကြည့်ဒကာကြီးတို့နော်စစ်ဆေးကိတ်ကရှိကိုရှိရမှာစစ်ဆေးစရာရှိရစစ်ဆေးရမှာမေးမြန်းစရာရှိရမေးမြန်းရမှာမေးမြန်းစရာရှိရမေးမြန်းရမှာမစစ်ဆေးပဲထားရမှာပါထားလို့ရှိရင်တော့ဟိုကလည်းဖုံးပွင့်နေမှာစစ်ဆေးတဲ့ချိန်တောင်ဖုံးပွင့်နေတာဆိုမစစ်ဆေးနဲ့ကွာမင်းတို့ဘာမှမလုပ်နဲ့ကွာဆိုတော့ပိုကြိုက်သွားတာဗောဒါလေးတွေဦးဇင်းတို့ကပြောပြခြင်းဖြစ်ပါ